ဒေါက်တာတီစာဆန်းကဒီလိုအန်တရည်အရမ်းများနေတဲ့အချိန်မှာဆန္ဒပြတယ်ဆိုတော့ तू ကတအားကြီးပဲတတိရှိနေတာလားဒါမှမဟုတ်ရင်စကားမဟုတ်ဘောပဲလို့ထင်တာလားဒါမှမဟုတ်ရင်တော့ကျွန်တော်ဒေါက်တာတီစာဆန်းမန္တလေးဈေးကျိုအနီးမှာဆန္ဒပြတယ်ပတ်သက်ပြီးကျွန်တော်လည်းတော့ပြောချင်တယ်အဲ့ဒီသတင်းတွေကမနေ့ရက်တက်နေတာပါလေမနေ့ရက်တက်တဲ့ကနော်ကျွန်တော်တွေ့လို့ပြည်သူကိုထပ်ပြီးတော့ဒုက္ခမပေးပါနဲ့တော့ပြည်သူကတောင်းဝန်ကြည်တာတက်ကိုပိုးနေပါပြီနော်စစ်နိုင်တိုက်ရိုးသွားဦးစားပေးပါဆိုပြီးကျွန်တော်ခေါင်းစဉ်တက်ပြီး share လိုက်ပြီဗျအဲ့မှာပြောချင်တာကဘာလဲဆိုတော့နော်သတင်းဌာနတွေနော် lobby တွေ relation လုပ်တဲ့လူတွေကဒေါက်တာတီစာဆန်းကိုတအားပဲတခါလဲအမုန်းတွေတင်ပြီးတော့ပျောက်ပင့်ပြီးတော့ရေးသားထုတ်ဖော်နေတွေ့ရတယ်သူတို့ရဲ့ post တွေအောက်မှာလဲနော်ဘူမတိကိုမတိနဲ့ပေါ့ဗျာနော်ဒေါက်တာတီစာဆန်းကဘယ်လောက်ထိအောင်တော်တာတတိရှိတာအာကတတိနော်စက်သိန်းတွေတစ်ဖျန်းဖျန်းထတာတွေရောသေးပေါက်ချင်တာတွေချီးပခြင်းတို့ဖြစ်တယ်ဆိုတာတော့မှနော်အဲ့လိုမျိုးတွေမြောက်ပင့်ပြီးတော့ရေးနေတာတွေ့ရတယ်ကျွန်တော်သဘောထားအရဆိုရင်တော့ဒီလောက်ရက်ဟာနော်တော်တော်လေးကိုစောက်ပေါ်နိုင်တဲ့လောက်ရက်လို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့လဲဆိုတော့နော်အဲ့လိုမျိုးဗျာအခုဆန္ဒပြလိုက်တယ်တပိတ်မှောက်လိုက်တယ်အခုရွေးကောက်ပွဲကိုကန့်ကွက်မယ်ပြည်သူတွေကရှုံချမယ်ဆိုတိုင်းနော်အဲ့ရွေးကောက်ပွဲကြီးကပြတ်သွားတော့လားနော်မဖြစ်မြောက်တော့ဘူးလားနော်အဲ့လိုသာဆန္ဒပြတပိတ်မှောက်လို့နော်ရကြီးဆိုနော်မအားလောက်လှုပ်လို့ရကြီးဆိုရင်ကျွန်တော်တို့လက်နက်ကင်လမ်းစဉ်ဆိုတာရွေးချက်စရာမလိုဘူးလေဗျာဒီလိုမျိုးဆန္ဒပြတာမရလို့ကျွန်တော်လက်နက်ကင်လမ်းစဉ်ရွေးခဲ့ကြတာမဟုတ်ဘူးလားဒေါက်တာတီစာဆန္ဒပြနေတဲ့အချိန်မှာနော်မအားလိုက်ရပြင်းလို့ရောက်နေတယ်အဲ့တော့မန္တလေးမှာတုံညုံကြီးတွေတအားတင်းကျပ်နေတယ်နောက်တစ်ခုကအဲ့ဒီအနီးမှာလဲတမျိုးလုံးထိန်းချုပ်ထားတဲ့စင်တာကြီးရှိတယ်နောက်တစ်ခုကမန္တလေးနန်းတွင်းနဲ့လဲနီနီလေးဖြစ်နေတယ်အဲ့တော့ဒေါက်တာတီစာဆန်းကဒီလိုအန်တရည်အရမ်းများနေတဲ့အချိန်မှာဆန္ဒပြတယ်ဆိုတော့ तू ကတအားကြီးပဲတတိရှိနေတာလားဒါမှမဟုတ်ရင်စကားမဟုတ်ဘောပဲလို့ထင်တာလားဒါမှမဟုတ်ရင်တော့တော်တော်လေးပဲပိုင်နေလို့လားပေါ့ဗျာစဉ်းစားစရာတွေပေါ့နော်အဲ့တော့ဒေါက်တာတီစာဆန်းကအခုဒီလိုမျိုးအန်တရည်ရမ်းများပါတယ်ဆိုတဲ့နေရာတွေကိုနော်အဲ့လိုမျိုးကိုရောင်ဖျောက်ပြီးတော့သွားတတ်တယ်နော်လူကြားသူကြားတဲ့ကိုနော်အန်တရည်များတဲ့ချိန်ကိုနော်သူဝင်ထွက်သွားလာပြီးတော့အော်ဟဲ့ဆန္ဒပြရဲတယ်ဆိုရင်အဲ့ဒီတဲ့ပိုကောင်းတဲ့ဟာမျိုးပေါ့ဗျာလက်တွေ့ဆန်တဲ့အလုပ်လုပ်ရင်ရောပိုအကျိုးမရှိဘူးလားဥပမာအဖြစ်နော်ကျွန်တော်တို့ပြူစော်ဒီတို့နော်လမ်းတို့ရှင်းတာပဲဖြစ်ဖြစ်စကားမရဲ့တောက်တိုင်းအကောင်ကြီးကြီးတို့ဘာတို့ညာတို့ဝင်ရောက်ရှင်းလင်းတာပဲဖြစ်ဖြစ်လောက်တာမျိုးပေါ့နော်သူကိုယ်တိုင်နောက်တစ်ခုကဒါမှမဟုတ်ရင်လဲကျွန်တော်တို့ရှေ့တန်းအခုတော်လိုင်းစစ်မြေပြင်တွေမှာတော်လိုင်းတပ်ဖွဲ့တွေနဲ့အတူတူနော်ကျွန်တော်တို့အော်ဒါပေးတာမျိုးကိုယ်တိုင်တွားတိုက်တာမျိုးလုပ်ရင်ပို့ပြီးတော့အကျိုးမရှိဘူးလားလက်တွေ့မဆန်ဘူးလားနော်အဲ့တော့သူဆန္ဒပြခဲ့တဲ့မန္တလေးဈေးဆိုတော့မှာဖြစ်သွားပြီနော်ဆိုင်ကန်း90လောက်ဖြက်စီးခံလိုက်နော်ပြူခွေးတွေနော်ပြူစောဒီတွေဒလန်တွေနဲ့အများကြီး300ကျော်လောက်နဲ့300ကျော်လောက်နဲ့ဖြက်စီးတာခံရတယ်ပြီးသွားရင်ချင်းချောက်အကြက်ကိုင်းတာနော်ဒုက္ခပေးတာကိုခံရရတယ်အဲ့တော့ပြည်သူထပ်ပြီးတော့ဒုက္ခမပေးဖို့ကျွန်တော်ကပြောချင်တယ်နော်ပြည်သူတွေကညီပြီးသွားပြီညီခဲ့တယ်နော်ပုံစံအမျိုးမျိုးနဲ့ညီညွတ်အကြောင်းကိုပြခဲ့ပြီဗျာကျွန်တော်ပြန်ပြောပြမယ်ဆိုရင်နော်တော်လိုင်းအစောပိုင်းလောက်ကနော်အန်ယူဂျီကနေပြီးတော့နော်ငွေတိုက်စာချုပ်တွေဘုန်းတွေရောင်းတယ်နော်ဟာလိုက်အိမ်တွေရောင်းတယ်နော်အလှငွေတွေကိုအမျိုးမျိုးခံတယ်အဲ့ဒီအချိန်မှာနော်သူတို့ရဲ့အခုဘဏ်အကောင့်တွေနော်လှူခံတဲ့အကောင့်တွေပေါ့ဗျာနာရီပိုင်းအတွင်းကို limit တွေပြည့်ကုန်လို့ဒီနေ့တော့မရတော့ပါဘူးနောက်နေ့မှလှူပါဆိုတာမျိုးဖြစ်အောင်ကိုပြည်သူကလှူခဲ့တာညီခဲ့တာနော်အဲ့တော့ပြည်သူထပ်ပြီးတော့ဒုက္ခမပေးပါနဲ့တော့ပြည်သူကနောက်တစ်ခုကထပ်ပြောချင်တာပြည်သူတွေဘယ်လောက်ညီလဲနော်အခုတလောဆိုရင်ကိုမာဝီပြောသွားတယ်သူတို့ကရင်ပြည်နယ်ကရင်နီတစ်ခုတည်းတောင်မှတစ်လောက်ကိုတိမ်ပေါင်း9000ကျော်အလှငွေရတယ်တဲ့ပြီးခဲ့တဲ့အခုမရှင်းမနှောင်းမိုးကုတ်ကိုကာကွယ်မယ်ဆိုတော့တော်လိုင်းတက်ဖွဲ့တွေဘက်ကိုတစ်လတောင်မပြေဘူးဝိုင်းလှူတာတိမ်ပေါင်း9000ကျော်ရတယ်အဲ့ဒါဆိုရင်ဟိုတော်လိုင်းစကနေပြီးတော့ဒီနေ့အထိဆိုရင်9နှစ်အတွင်းမှာနယူးကြီးရခဲ့တဲ့နော်ဘန်နာတွေအလှငွေတွေနော်အဲ့ငွေတိုက်စာချုပ်တွေပြီးသွားရင်တယံဇာတတွေနော်တယံဇာတတွေမှာကြောက်တွင်းတွေရောရွှေတွင်းတွေရောရေနံတွေရောပြီးသွားရင် water gate တွေရတဲ့အခွင့်အရေးတွေနဲ့ပေါင်းလိုက်ရင်
ကျွန်တော်တို့ကဒီအချိန်မှာမအားလောက်မနိုင်စရာအကြောင်းကိုမရှိတာနော်ဘလို့ဖြစ်နိုင်အောင်တိုက်လို့ရတဲ့အနေအထားတွေဖြစ်နေအဲ့တော့ခင်ဗျားတို့ပြည်သူတို့ထပ်ပြီးတော့ဒုက္ခမပေးနဲ့ပြည်သူကိုထပ်ပြီးတော့ဟိုဟာလောက်ပါဒီဟာလောက်ပါမလုံနဲ့တော့ပြည်သူကအခုအသေးလေးပေးလိုက်လေးတစ်ချက်ပေးတော့ထောင်ထဲရောက်နေတဲ့အချိန်မှာဟိုဟာလောက်ပါဒီဟာလောက်ပါဆိုအခု10ရက်လေးကိုအခါဆိုင်းလာတပိတ်လို့ပြောတယ်တက်နိုင်တဲ့လူတွေတော့လောက်ကြအောင်ဗျာဒါပေမဲ့အရန်အန်ဒီရဲ့တော့များတယ်ရလက်ကဘာဖြစ်မှာလဲဘာမှဖြစ်မလာဘဲတော့ထပ်မလုံနဲ့တော့နော်အဓိကခင်ဗျားတို့လုံးဝမှာတော်လိုင်းနဲ့တူအောင်လုံးစစ်ကိုအနိုင်တိုက်နော်စစ်နိုင်ဖို့ဆိုတာကတော့နော်ရဲရင်ပြတ်သားတဲ့ခေါင်းဆောင်ရှိမှတော်လိုင်းရနိုင်ပါဒီလောက်ဘန်နာငွေနဲ့အခုဆိုအဲ့လိုခေါင်းဆောင်ကိုမရနိုင်ဘူးဆိုရင်တော့နော်အားလုံးတိုင်းရသားဖွဲ့တွေနဲ့အညီနော်တန်းတို့ညီသူလက်တွဲညီနဲ့ဘယ်လိုပြောရမလဲပူပေါင်းနိုင်ဖို့အဲ့ဒါကိုလုံမှပူပေါင်းပြီးတော့တိုက်မှနိုင်မှာနော်အဲ့လောက်ပဲပြောချင်တယ်ပြည်သူထပ်ပြီးတော့ဒုက္ခမပေးပါနဲ့တော့လို့ဒီလောက်ပါပဲအော်တခုပဲပြောမယ်ကျွန်တော်မြေပြင်ကနေပြောနေရနော်